ဒီမှာဘာလို့နေရလဲသင်တန်းနေလဲ မလေးဘာလေးလိုချင်မြန်ပြီလဲ ဘာလို့ကျွန်တော်မှတ်သိပါတယ် မလေးစိတ်ချစီစဉ်ထားတယ် အဲ့ဒါစစ်နေရ မမညီမတို့လေဖုန်းရှော့ဘန်ကောင်းဆိုင်ခွဲတဲ့လေကြော်ညာရိုက်ဖို့တော့ကိုမနေ့ကိုခေါ်တာအဲ့ရှေ့မှာရောက်နေပြီရှင် အော်ဟုတ်ကဲ့ပါလာခဲ့မယ်နော်ခဲလာပေါ်ရမယ် ဟုတ်တယ် စောင့်နေကြပြီလားမနေ့အမလေးကြည့်ပါဦးအပြင်မှာပူလောင်ချိုးသေးတယ်တော့နော်ကျေးဇူးတင်ပါတယ်အော်လိုက်ကျေးဇူးတင်ပါဘယ်လိုဖြစ်လဲ ဟိုပါလीအမတို့ဖုန်း shot ကတော့လေမြန်မာမှာရောအခုဘန်ကောက်မြို့ရောက်လာပြီပေါ့နော်ဆိုတော့ဒါကနာမည်ကြီးอ่ะဆိုတော့အမတို့ဒီကြော်ညာလေးကိုဘယ်လိုလေးတွားချင်တာလဲ အမတို့ဖုန်းဆိုင်ကမန္တလေးမှာလည်းရှိတယ်ရန်ကုန်မှာလည်းရှိတယ်အခုဆိုဘန်ကောက်မှာဒါဆိုင်ခွဲလာဖွင့်တာအရင်လည်းနာမည်ရနေပါပြီမနေ့ပြောသလို ဟုတ်တယ်အမ ဘာလို့နာမည်ရလဲဆိုတော့အမတို့အဲ့ဒီ vlog မှာပါခြင်းတဲ့အချက်လေးကိုမမြန်လေးပြောလိုက်မယ်ပေါ့နော်အဲ့ဒါကြတော့အမားတို့ဆိုင်ကဖုန်းကိုအစ်စ်တွေလည်းရတယ် pre order တွေလည်းရတယ်လို့အမားတို့က second လို့မသုံးဘူးဟုတ်ကဲ့ဒီ pre own ပေါ့နော် certified pre own လို့သုံးတယ်ဘာဖြစ်လို့လဲဆိုတော့အမားတို့ဖုန်းတွေအားလုံးဒီလုံးဝအထဲမှာဆက်ဖွင့်ထားခြင်းမရှိဘူးအထဲကပစ္စည်းတွေလုံးဝလဲထားခြင်းမရှိဘဲနဲ့လုံးဝအာမခံတယ်ပြီးတော့ certificate ပါထုတ်ပေးတယ်အဲ့ဒါကလုံးဝပါခြင်းတဲ့အချက်ပေါ့နော်ဘာလို့လဲဆိုတော့အမားတို့ဆိုင်ဒီဒါသူများနဲ့လုံးဝမတူတဲ့အချက်ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒီဖုန်းတွေဆိုလို့ရှိရင်ဒါတချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ budget နဲ့ကိုသုံးပြီးတော့မှအစ်စ်မဝယ်နိုင်တဲ့သူတွေလည်းအစ်စ်အတိုင်းကင်စေခြင်းနဲ့စေတနာလုံးဝဂျင်းထည့်ခြင်းမရှိဘဲနဲ့ဒီဖုန်းနေကလုံးဝအစ်စ်အတိုင်းပဲပေါ့နော်သုံးပြီးသားဆိုပေမဲ့အစ်စ်အတိုင်းလုံးဝကောင်းတဲ့ဖုန်းတွေပဲမတို့ဆိုင်ရရောင်းပေးတယ်အဲ့အတွက်လည်းဒါဒီမှာဘန်ကောက်မှာပို့ပြီးတော့နာမည်ရလာတာပေါ့နော်ဟုတ်ကဲ့တချို့ဆိုလို့ရှိရင်ဒါကိုယ့်ဘာသာစကားနားမလဲပါညာတခြားမှာတော့ဝယ်ရတာခက်ခဲရရှိတယ်ဟုတ်ဒါကိုယ့်ရဲ့ဗမာစကားနဲ့သုံးရုံပဲပေါ့နောက်တစ်ခုမှပါချင်တာကကျတော့ဖုန်းတွေကိုအမားတို့ကဝယ်သွားတဲ့ဟာတွေလည်းပြန်ပြီးတော့ပြင်ပေးတယ်လုတ်ပေးတယ်အလဲအထက်တွေလည်းအားလုံးလုတ်ပေးတယ်အဲ့ဒါတွေလည်းအားလုံးလုတ်လို့ရတယ်ပေါ့နော် တနေရာနဲ့ပြည့်ပြည့်စုံစုံ အားလုံးပြည့်စုံတယ်အားကြောင့်မလို့အဲ့အချက်တွေအားလုံးပိုင်ရတယ်ညီမလေးအဲ့လိုမျိုးနဲ့ဇလန်းနဲ့သွားချင်တာပေါ့ဟုတ်ကဲ့အဲ့တော့ပြောချင်တာအဲ့ဒီဇလန်းထဲမှာနာမည်ကြီးတော့မယ်မင်းသားတစ်ကလေးပေါ့မင်းသားတစ်ဟုတ်အဲ့ကြတော့ချက်ရိုက်မှာပေါ့ဟုတ်လားအဲ့ဆိုဖုန်း shot ရဲ့မင်းသားတစ်ပေါ့ဟုတ်ပါတယ်အဲ့ဒါဆိုရင်ညီမနဲ့တွေ့ပြီးသေးဆောင်မှာပေါ့နော်ဟုတ်ဘူးရှင်ဟိုလေသူ့နဲ့တွဲမှာအမမင်းသမီးဒီမှာသူကမင်းသားမင်းသားကိုကြီး ဟုတ်တယ်မင်းသမီးကကြတော့ဆိုင်ရှင်အမကိုယ်တိုင်လုပ်ပါဟုတ်တယ်အဲ့ဆိုမနင်းကိုကြတာဘာဖြစ်လို့ခွာလဲမနေ့ကကျတော့လေ content တွေလည်းကောင်းတယ်ကွာပြီးလို့ရှိရင်အရင်လည်းအားကိုတယ်မှာဟုတ်ကဲ့နော်ဟုတ်ကဲ့မနေ့ရဲ့ vlog quality လည်းကြိုက်တယ်ဆိုတော့ပြီးတော့မနေ့နဲ့ like တဲ့ character လည်းဖြစ်တော့ကျတော့တန်ရှင်းရေးပေါ့ညီမလေးကဘာဝတန်ရှင်းကြိုက်တာညီမလေး character ဟိုဇက်နာတာပေါ့ဟုတ်ကဲ့ကြိုက်အမဘာမှနားမလဲလို့နော်ဟုတ်တယ်နားမလဲဘူးမသိနားမလဲတော့ညီမလေးကိုအားကိုပါတယ်ညီမလေးရဲ့အားကိုပါတယ်တန်ရှင်းဟိုအကိုကမင်းသားအမမင်းသမီးညီမကျတော့တန်ရှင်းအဲ့လိုမျိုးလေးကောင်းလာဇက်ကကောင်းပါတယ်ကောင်းပါညီမလေးကိုလည်းတနာကြမှာပေါ့အဲ့လိုလေးပေါ့ဟုတ်ကဲ့ဘာချက်ကလေးကိုကြတော့အမဘယ်လိုလဲဘတ်ချက်ကြတော့အမအရန်သုံးထားတာဒီအပေါက်ရိုက်မှာကွာလုံးအပေါက်ရိုက်မှာဟုတ်ရိုက်ပေါက်ပေါ့မှာဟုတ်ရိုက်ပါရိုက်တော့ရိုက်ပေါက်ဆိုတော့လုံရိုက်တဲ့ပေါက်ဆိုတော့ဘတ်ချက်ကိုသူ့ကိုမင်းသားကြီးဆိုရင်300တောင်သုံးထားတယ်အမအပြင်300သုံးထားတယ်အဲ့ဒါဆိုရင်အမဟိုကင်မရာတို့မီဒိုမန်တို့ရိုက်ကူးတော့ကောမှာရိုက်ကူးရင်းနဲ့ကင်မရာတော့ကျတော့အမ9သိန်းသုံးမယ်ညီမလေး9သိန်းတော့လားဗမာငွေ9သိန်းညီမလေးအမကလေ in house ရှိတယ်ကွာ in house ရှိတော့ကျတော့အမစဉ်းစားတာညီမလေးဘက်ကကျတော့မီဒိုမန်လို့လည်းပဲလို့မယ်ကျတော့ in house ကရိုက်မယ်ဆိုတော့3သိန်းနှုတ်လိုက်မယ်2သိန်းပေါ့ညီမလေးအမတို့ဘက်ကလာလို့3သိန်းထပ်နှုတ်ဆိုတော့2သိန်းဟုတ်ကဲ့ပါဟိုမင်းသားကျတော့300ပေါ့ရိုက်ကူးရကျတော့2သိန်းရပါတယ်ဟိုအဲ့ဒါဆိုလို့ရှိရင်ဟိုမနေ့ရဲ့အနုပညာကြီးလေးမနေ့ကျတော့လေချစ်လဲချစ်တော့တာချစ်ဈေးပေါ့နော်မနေ့ကလည်းချစ်ဈေးထားပေးမယ်ဆိုတော့လည်းတည်တယ်မတို့ကပြောစရာကိုမလို့ဘတ်100လောက်တော့တတ်မှတ်ထားတာပေါ့နော်ဘတ်100ဆိုတော့ဟိုပုတ်လေးမအခုကကောင်းကြီးတစ်ထုပ်တောင်ဘတ်20ရှိ80တောင်ပို့တာနော်မဟုတ်ပါဘူးရော်ရမပေါ့တော့ဗတောင်းမှန်ပါတယ်ဟုတ်ကဲ့အဲ့လိုလုပ်ပါဘတ်1000ပေါ့နော်အဲ့ဒါအတက်မှတ်ထားတယ်ဘတ်1000ဆိုတော့ဘတ်1000တသိန်းကျော်ပေါ့ဟုတ်တယ်တသိန်းကျော်အားနာသွားအောင်းလာတယ်ယူပါညီမလေးအချစ်ဈေးနဲ့ပေးမယ်ဆိုတော့တီးပြီးသားမလို့အမတို့ကတန်းပြီးဘတ်1000တန်းပေးလိုက်တာအချစ်ဈေးနဲ့ရိုက်ပြီးမှဆိုတော့မတို့ကတီးဟုတ်ကဲ့ဟိုမင်းသားအတွက်300ဟုတ်တယ်ဟိုအတွက်ကိုကြတော့ဟိုရိုက်ခွေးအတွက်ကြတော့2သိန်းဟိုညမကြတော့ဘတ်1000ဆိုတော့ဟိုဟာပေါ့မြန်မာငွေနဲ့3သိန်းကျော်လောက်ရတာပေါ့နော်3သိန်းကျော်ဆိုဘာဖြစ်လို့လဲညီမလေးလေနဲ့လာတာလေစိတ်ကြတယ်အမတို့အကုန်ပေးမှာဟုတ်လားလေနဲ့အကုန်ပေးမှာညီမလေးတို့ဒါအနုပညာကြီးတက်ကိုချစ်လွန်းလို့ဟုတ်ကဲ့ချစ်လွန်းလို့အနုပညာကြီးဘတ်1000ဟုတ်တယ်ပေးမှာဟိုညီမ3000ကုန်မှမလားအားလာလိုက်တာသုံးရအောင်အဲ့ကျတော့ဇလန်းလေးကိုဘယ်လိုစဉ်းစားပြီလဲ
အော်အမတို့ကလေဘတ်ဂျက်တွေကအများကြီးသုံးထားတယ်ဆိုတဲ့ခါကျဇလန်ကောင်းနေမှဖြစ်မှာပေါ့နော်ဇလန်ကလေကောင်းလေးဖြစ်နေမှာဆိုတော့အဲ့တော့အမရေဇလန်ကိုညီမဒီလိုစဉ်းစားလိုက်ဘယ်လိုမျိုးလဲဆိုတော့အကိုကဒီဖုန်းရှော့ရဲ့ဆိုင်မှာဖုန်းလာဝယ်ရင်းနဲ့အကိုကအရင်တော့ကြာကူနှာဘူးတနာယူနေရနေပြီးတော့တုပ်ဆောင်တာဘယ်လိုโอ้ยခဏခဏ ဟိုတုပ်ဆောင်မှာတုပ်ဆောင်တာလေတရုပ်ဆောင်အဲ့မှာတုပ်ဆောင်အဲ့ချိန်မှာအကိုကျူခဲ့ကြောင်ခဲ့ဖုံကြောင်ခဲ့တဲ့အကိုရဲ့69ယောက်မြောက်တော့နောက်ဆုံးတစ်ယောက်ကြီးစား ကျွန်တော်ကိုယ်မရှိပါဘူးအော်ကိုကြောင်ခဲ့ရ ရုပ်ရှင်ထဲမှာမရှိပေမဲ့လေအပြင်မှာကြာရှိနေမှာပေါ့ အမဟုတ် ရုပ်ရှင်ထဲမှာပဲရှိတာပေါ့ပြောပြတာဆိုတော့အဲ့ဒီတစ်ယောက်ကအကိုမကျင်နဲ့ချက်တင်နဲ့ဖုန်းရှော့လာလဲပြီးလဲပြီးတော့ဖောက်ဘယ်ပြန်ညပြန်ဘယ်ကြည့်မှာလဲ အော်မဟုတ်ပါဘူးနေတော့ပါပဲဟုတ်ဇက်နာအောင်မရအောင်မရိုက်ချင်ဘူးမရိုက်ချင် ဟုတ်တယ်တနာပါတယ်ဟုတ်တယ်ကလေးကတနာပါတယ်တူနေမကောင်းလား လမ်းလျှောက်ရလို့လေအဲ့ဒါဟုတ် တန်ရိုက်တက်မှာညီမလေးအော်မရမဟိုဇလန်းကြောင်းလေးပဲဆက်ပြီးပြောလိုက်တာဟုတ်အဲ့ဒါနဲ့ရိုက်ကိုဟောဒီချိန်ကြောင့်မှအမကြီးလက်စေး လက်စေးရတော့ဘာဖြစ်လို့လဲ အော်မလက်စေးအချစ်စင်းချစ်ရတော့ပါဟုတ်ပြောပါတယ်အချစ်စင်းအချိန်မှာအမကနေပြီးအမလေးငါချစ်တဲ့မောင်လေးငါမောင်လေးကိုရိုက်လေချင်းဆိုပြီးအမမဲထိုးပေးလိုက်အဲ့မှာအဲ့ကိုကောင်တယောက်ကလည်းအမကိုလေဘယ်ပြန်ညောင်းဆိုပြီးတော့ဟုတ်တော်ဆက်နာနေနော်အမရိုက်ပခတ်နေလောက်ဘူးအမလူစားလဲလိုက်မယ်ညီမလေးအော်အဲ့ဒီနေရတယ်မလားဟဲ့လားအော်အမဟိုကလိုင်းရွာဆိုတော့အဲ့ဘယ်လိုကလိုင်းရဲ့ဆိုတော့လေကလိုင်းရဲ့ဆိုတော့ရပါတယ်အဲ့တခန်းလေးတော့ညီမနည်းနည်းအစ်စ်ပြောင်းလုပ်ပေးမယ်ဟုတ်ကဲ့ဟိုဒါပေမဲ့နောက်တခန်းအတိကမင်းမင်းခန့်ကြရင်တော့အမဟိုကိုယ်တိုင်ပြုတ်ဆောင်မှာဆိုတော့လေအဲ့ဒါလေးတော့နည်းအားထည့်ပေးဟုတ်ပြီအဲ့ချိန်မှာအမကနေပြီးတော့တခါလေးတော့မှဟာငါကောင်လေးရငါကြောင့်ဒီလိုမျိုးနော်ငါနေတပိုင်းရိုက်ခံရတော့ငါမကာကွယ်လိုက်ရလေချင်းဆိုအမကလူးကလိမ့်ကနဲ့ဖုံးလျှော့ဖက်ခဏဝနေပြီးတော့အမလှိမ့်လိုက်တာအို့နှုတ်မှာတခါနောက်ဆုံးအမကလေပတူနဲ့ရောက်မှဆုံးသွားတယ်လက်သေးသွားတာပေါ့နော်အမဘူးလေအမဟိုလမ်းဆုံးသွားတာဟိုတော်ပါသေးရဲ့ဟိုအဲ့ဒါဆိုရင်လေဟိုဖက်ခဏကနေပတူနဲ့အထိလှိမ့်ရမှာဆိုတော့လေတော်ဇက်နာတာပဲနော်အဲ့ကြအမကလေဒီချက်ပို့ပြီးတော့ feeling တစ်ခုပေါ့နော်တနာအောင်လူတွေတနာအောင်ဟိုဇက်ဝင်တချင်းလေးတစ်ခုအဲ့ထဲမှာထည့်ချင်တာပေါ့တချင်းကောင်းတာလေးတစ်ခုဟုတ်ကဲ့ဟုတ်အမကလေဘာတချင်းလေးထည့်ချင်တာကိုစိုးကြီးရဲ့တယ်လီဖုန်းမရဘူးလေမဟုတ်လားဟုတ်ဘာဖြစ်လို့လဲအဲ့ဒါကြတော့လေဟိုဘတ်ဂျက်တွေနဲ့ခွင့်တောင်းအောင်မနေပါနဲ့ညာဟုတ်ကြပါဟုတ်အဲ့ဆက်တာပါဆက်တာပါဟိုဇက်နာအောင်အမရိုက်ပေါက်လေရိုက်ပေါက်ကျန်နေတယ်ကျန်နေရလားဖုန်းလျှော့ရဲ့ရိုက်ပေါက်အဲ့ချိန်မှာမင်းသားကနေပြီးတော့ငါမယူသွားချပြီဟုတ်တယ်လေအမဟိုဘာဖြစ်လို့လဲဆိုတော့ဖက်ခဏုံကနေပြီးတော့အမဟိုပတူနန်းတီဆိုတော့အမအုံနောက်ချောင်းသွားတာပေါ့ကောင်းလိုက်တာဆက်ကအရင်ကောင်းတာအဲ့နဲ့ငါမဒီလိုဖြစ်တာငါကြောင့်ဆိုပြီးရင်ဘက်ကိုထုတ်လိုက်တာမျက်လုံးကပလုတ်ဆိုပြုတ်ကြပါမျက်လုံးပြုတ်ကြတယ်မျက်လုံးပြုတ်ကြတယ်အမမားသွားတာအကိုကလေဟိုမမကိုတနာပြီးတော့ငိုပါများပြီးကန်းသွားတာကန်းသွားတော်ကန်းသွားတာတနာပါတယ်အကိုကန်းသွားတော့ဇက်နာတာကောင်းတယ်လေကန်းနာအောင်မှုဇက်နာတာကောင်းတယ်ဒါကောင်းတယ်ဟုတ်တယ်ဆက်ပြောညီမလေးအဲ့ချိန်မှာလာပြီအဲ့ချိန်မှာအမမနင်းလေးကဖုံးလျှော့မှာအလုံးကိုသားတယ်ဒီအရင်လုံးချစ်စရာကောင်းတဲ့အမျိုးသမီးလေးဖြူစင်စိတ်ထားနော်လှပပါတယ်ရတယ်ဟိုလှပတဲ့ဟိုဝန်နှန်းကောင်းလေးဆိုပြီးတော့အမရဲ့ရှေ့တပြစီးစိမ်ဥစ္စာအမွေတွေအကုန်လုံးရော့ဆိုအကုန်ပေးချလိုက်တာအဲ့တော့ငါဘယ်သားနေအဲ့ချိန်မှာညီမအမကျေးဇူးတရားတွေတက်ရချင်းဆက်ဘယ်လိုဆက်တာအယူတော်ပူလိုက်အယောဒီမှာနင်ကလည်းကျေးဇူးဆက်တယ်ဆိုအီမိုတင်ထားရမှာလေမဟုတ်လေအမယူနေတဲ့ခါကျတော့အီမိုတင်လို့မရဘူးလေမရဲ့ဟုတ်တယ်မလားထိတ်ရခံတယ်လေပဲနေခံဟုတ်တယ်ထိတ်ရခံဟုတ်တာပေါ့အဲ့ကျတော့ငါရဲ့မောင်ကတပည့်ကိုကြီးကိုကြတော့လေညီမကဒီဖုန်းရှော့ကြီးကအောင်မြင်ကြီးပွားပြီးတော့ဟာဒီထပ်ပို့ပြီးရလိုက်တဲ့အမွေလေးနဲ့မျက်စိကိုပြန်ကုစားပေးလိုက်ကျေးဇူးဆက်တဲ့အနေနဲ့ဒါမိဘလိုမျိုးပေါ့မောင်နှမလိုမျိုးမဟုတ်ဘူးမဟိုအကိုလိုမျိုးမဟုတ်ဘူးမဟိုကျမအမျိုးသားအနေနဲ့အနားခေါ်ထားမှာဘာကြာယူပါဒီမဲ့ယူရ
ကျွန်တော်ရဲ့ဖုန်းမှာဆိုရင်တော့ဖုန်းတွေကိုရောင်းတာဝယ်တာအလဲထက်လုပ်တာပြုပြင်တာလုပ်လို့ရပါတယ်ကျွန်တော်ပြုပြင်တဲ့နေရာမှာဆိုရင် Android လည်းရတယ် iOS လည်းရတယ်ပြီးတော့ MacBook လည်းပြင်လို့ရတယ် iOS မှာဆိုတော့ပြင်လို့ရတယ်ဆိုတော့ AirPods လည်းပြင်လို့ရဖြစ်ပါတယ်ခင်ဗျာ Phone Shop Bangkok branch ရဲ့လိပ်စာလေးကတော့ဖက်ခနုံ BTS Exit for စင်စင်ချင်း Summer Hill ဒုတိယထပ်မှာရှိရပဲဖြစ်ပါတယ်ရှင် ညီမတို့ဘန်ကောက်မြို့မှာရောင်းချပေးနေတဲ့ဖုန်းရှော့ကဖုန်းလေးတွေကဆိုရင်တော့စက်ဖွင့်ထားခြင်းမရှိဘဲနဲ့ရက်ပေါင်း300အာမခံချက်ပေးတဲ့အပြင် certificate ပါရှိတာဖြစ်တဲ့အတွက်ထိုင်းကရွှေမြန်မာတွေအတွက်ဖုန်းရှော့မှာစိတ်ချယုံကြည်စွာနဲ့ဝယ်ယူအားပေးလို့ရပါတယ်ရှင်